မင်းညာကပါတီပွဲမှာအပျော်လွန်ပြီးမနက်အိယာနိုးတဲ့အခါခေါင်းတွေတစ်စစ်စစ်ကိုက်ပြုတ်အန်ခြင်းလိုဖြစ်ပြီးနှုံးချနေပြီလားဒါကဟန်နိုဗာလို့ခေါ်တဲ့အယက်နာကြတာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့အယက်နာကြတာကိုအမြန်ဆုံးသက်သာစေမယ့်နည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Muddy Flow ကဒေါက်တာဇင်ညီညီဖြစ်ပါတယ်ပထမဆုံးနဲ့အရေးအကြီးဆုံးကတော့ရေတောက်ဖို့ဖြစ်ပါတယ်အရက်ကခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုခန်းချောက်စေတဲ့အတွက်အယက်နာကြတဲ့ဝေဒနာကိုပိုဆိုးစေတာဖြစ်ပါတယ်ရေတောက်တဲ့အခါတခါတည်းအများကြီးတောက်ချလိုက်တာမျိုးမလုပ်ပဲနည်းနည်းချင်းစီခဏခဏတောက်ပေးပါအုံစိမ့်ရေဓာတ်မဟုတ်ဓာတ်စားရေတောက်ပေးတာကလည်းခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ဓာတ်စားတွေကိုပြန်လည်ဖြည့်တင်းပေးနိုင်လို့အများကြီးအထောက်အကူပြုပါတယ်နံပါတ်2အချက်ကတော့အာဟာရရှိတာတစ်ခုခုစားပေးဖို့ဖြစ်ပါတယ်ပြုတ်အန်ခြင်းလိုဖြစ်နေရင်တော့ဗိုက်ထဲအစာတစ်ခုခုရှိနေဖို့လိုအပ်ပါတယ်ဂလူကို့စ်ဓာတ်ပြန်တက်လာအောင်သစ်သီးဖြော်ရည်တစ်မျိုးမျိုးတောက်ပေးတာမျိုးပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ငပျောသီးစားပေးတာမျိုးလုပ်နိုင်ပါတယ်အဆီများတဲ့အစားအစာတွေနဲ့အဆက်တွေကိုရှောင်ပါကြက်စွပ်ပြုတ်တောက်ပေးတာကလည်းအာဟာရဓာတ်ရရှိစေသလိုရေဓာတ်လည်းပြန်ပြည့်စေပါတယ်နံပါတ်3အချက်ကတော့အနားယူဖို့ဖြစ်ပါတယ်အိပ်ရေးမဝတာကအယက်နာကိုပိုဆိုးစေပါတယ်အလင်းရောင်စူးစူးတွေအတန်ကျဲကျဲတွေကိုရှောင်ပြီးစိတ်ငြိမ်အေးများတဲ့အခန်းထဲမှာအိပ်ဆက်အနားယူပါနံပါတ်4အချက်ကတော့ဆေးတောက်ရင်သတိထားဖို့ဖြစ်ပါတယ်ခေါင်းရမ်းကိုက်နေရင်ပါရာစီတမောတောက်လို့ရပါတယ်ဒါပေမဲ့တစ်ခုသတိထားမှာကအယက်နာကျနေချိန်မှာအကိုက်ခဲပျောက်ဆေးတချို့ကအစာအိမ်ကိုထိခိုက်စေနိုင်လို့ဆရာဝန်ညွှန်ကြားချက်မပါဘဲဆေးအပြင်းစားတွေတောက်တာမျိုးကိုတော့ရှောင်ကျဉ်စေချင်ပါတယ်အယက်နာကျတဲ့အခါအခုပြောပြမယ့်လက္ခဏာတွေရှိရင်တော့ဆရာဝန်မဖြစ်မနေပြသင်ပါတယ်ခေါင်းလွန်ကိုက်ပြီးအချိန်အတော်ကြာတဲ့အထိမတက်တာရင်ရေတောင်မတောက်နိုင်လောက်အောင်တအားပြုတ်အန်နေရင်အန်တဲ့အခါသွေးဒါမှမဟုတ်ညိုမဲမဲတွေပါလာရင်ဝမ်းပိုက်အပေါ်ပိုင်းအယမ်းနာနေရင်သတိလစ်ချင်တာစကားမပြောနိုင်တာလမ်းမလျှောက်နိုင်တာတွေရှိလာရင်နှလုံးရောဂါစီးကြိုသွေးတို့အသေးရောဂါရှိပြီးအယက်နာလက္ခဏာတွေပြင်းထန်နေရင်ဆရာဝန်ကိုချက်ချင်းပြသင်ပါတယ်နောက်ဆုံးအနေနဲ့အကြံပြုချင်တာကတော့အယက်နာကျတာကိုအယက်နဲ့ပြန်ဖြေတာမျိုးဘယ်တော့မှမလုပ်ပါနဲ့ဒါကခန္ဓာကိုယ်ကိုပိုးပြီးဒုက္ခပေးုံပဲရှိမှာဖြစ်ပါတယ်နေ့တူကကျမ်းမှာတန်ဆွမ်းရေးအတွက်ဆေးပညာအဆွေးနွေးအကြံပြုချက်တွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်လို့ Muddy Flow Channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးပဲကျမ်းမှာချမ်းသာကြပါစေကျွန်တော်ကတော့ဒေါက်တာဇင်ညီညီဖြစ်ပါတယ်